ညာဒီမှာပြန်ပြရမယ်တော့ငါမထင်ပြောပြတယ်နေတော့မနေ့ဒီဘာလို့မှကန်နေလို့ဘူးကိုကျမတို့တော်တို့အတူတူကပြောထားပါလားတဲ့ကျမတို့အဲ့တော်တို့ကနေပြောထားတာနေယူဝေးသမီးထဟောလေးအေးမူကိစ္စကိုကျွမ်းကျင်စွာစမပြောနေတည်ကျွမ်းကျင်